နေတဲ့တင်ဆိုင်တွေကြားဟိတ်တံပြန်ရတို့ရဲ့တောင်ပန်ခတ်တန်တွေတဲ့လေးချာဟိတဲ့နေဝင်ချိန်တွေငေးချီမိနေရဲ့အလားပါဆုံးချိန်တွေဒီရွေကုန်ဆုံးလေပြီတွေ့ဆုံကြုံွယ်ဖြစ်မြဲတင်မတမ်းလို့ဆန်းနိုင်ရောမှန်ပါမနဲ့ပြတ်တွေ့နှုတ်ဆက်ကြပေမဲ့ဘယ်သူတည်နာမလဲနောက်ဆုံးနှုတ်ဆက်ချင်လေဖြစ်သွားနိုင်တယ်ညနေခင်းရဲ့နေဝင်ချိန်ဟာနောက်ဆုံးမြင်ရတဲ့လာပါဆုံးလင်းလေဖြစ်သွားနိုင်တယ်လူဘဝဆိုတာခဏတာပါရေပွက်ခုပမာပေါ်လာပြီးရောက်ွယ်သွားကြရတာပါပဲတဘောရှိတဲ့ချိန်တိုင်းကိုအတားတွေမာနာတွေချိန်ဖြုံးလို့မြင်မနေအောင်မာလာအနာမရှိသူတွေကိုတဘောထားလို့ဘယ်တော့ခွဲရမယ်မှမသိနိုင်မီနော်တေကာရဲ့စတွေကြောင့်တွေးဆောင်ခွေရတာဘွားမှာခံကောင်းခြင်းတွေပါပဲပြန်ဆိုရဲမသေးကြမီရမှုတွေကိုမြင်ထားပြီးလက်ရှိချိန်လေးမှနေဆုံးရှိသူတွေနဲ့ပြောဆုံးချိန်တွေဒီဆိုလိုပြုံးနေလက်တွေ့သွားမယ်လူဘဝဆိုတဲ့ခဏတာလေးမှခဏလေးပါပဲနေဝင်ချိန်တွေကိုငေးကြည့်မိနေလာပါဆုံးချိန်တွေဒီရွေကုန်ဆုံးလေပြီကုန်ဆုံးလေ